အားလုံးပဲမင်္ဂလာပါတနာဘက်စုံဆက်ပြစီလေးကနေပြီးကြိုဆိုလိုက်ပါတယ်အခုတနာဘက်စုံဆက်ပြစီကဒါလေးကဘာလေးလို့ထင်လဲ PH paper လေးပါ PH paper လေးကိုဒီနေ့ဝယ်ပြီးတော့ဆက်သက်ထားတဲ့ဟာလေးကိုပြပါဖြစ်ပါတယ် PH paper လေးနဲ့ပေါ့နော်ဆက်သက်ပြဖြစ်ပါတယ်အခုဆက်ပြစီကိုအိမ်တွင်းပေါ့ကိုရီးယားတော့တနာဘက်စုံဆက်ပြစီကအိမ်တွင်းအသေးစားဆက်ပြစီလုပ်တာပါအိမ်တွင်းအသေးစားဆက်ပြစီလုပ်တဲ့အတွက်ကြောင့်မလို့တခွဲကိုပို့တဲ့ခါမှာတော့ page တိုင်းနဲ့စင်းနေသူတို့တခွဲမယ်ပေါ့နော်ဒါပေမဲ့ကိုကကြတော့အိမ်မှာကိုပါကိုလည်းစစ်ချင်တယ်ပေါ့နော်တခြားဟိုဆက်ပြစီလုပ်တဲ့ပေါ့နော်လုပ်ငန်းတူလေးတွေပေါ့နော်လုပ်ငန်းတူလေးကိုကိုစစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလို PH paper တအုံးမှာ4000ပဲရှိပါတယ် PH paper ကတော့ကိုနေ့ short တော့ကိုမှတွေ့လိုက်တာတော့9000 3000လားမသိ9000 3000 9000 9000 9000 9000အဲ့လိုအစားအစာမျိုးရှိပါတယ်နော်အဲ့ဒါကြီးမိမိစိတ်ပြတို့သွားပြီးဝယ်ရောက်နိုင်ပါတယ် PH paper လေးလေးရပါတယ်နော် short တော့ကိုမှရပါတယ်ဒါပေမဲ့သူကတော့ pre order 2 week ပါ2 week ပါနော် delivery နဲ့အခုရနေပါတယ် short တော့ကိုမှအခုစက်ပြစီလောက်ပြမှာဖြစ်ပါတယ်စက်ပြစီလောက်တာမဟုတ်ဘူး PH paper စက်ပြမှာဖြစ်ပါတယ်အားလုံးကြည့်လိုက်ပါဦးနော်အခုစက်ပြစီကိုသူကဒီဇိုင်းနဲ့ရေစက်ပြစီဒီဇိုင်းရေငါးစားစက်ပြစီဒီဇိုင်းရေစေစားရောလို့ရတယ်နော်အခုကစက်ပြစီဒီဇိုင်းရေငါးစားရောပြီးမယ်အဲ့တော့အခုအဖုံးလေးနဲ့ပဲဒါဆိုစက်ပြစီပြစ်တာလေးပဲကြည့်လိုက်ကွာဟုတ်လားပြစ်တာလေးကိုပဲကြည့်လိုက်ဟုတ်လားနော်ရေငါးစားအဖုံးလေးနဲ့ပဲ1 2 3 4 5ရေငါးစားရောမယ်ရောပြီးရင်နည်းမွေလိုက်နည်းပြည့်နေရောလေမွေလိုက်ပြီးသွားပြီဆိုလို့ရှိရင်အခု paper လေးနဲ့စစ်မယ်paper လေးကိုစစ်တဲ့အခါမှာလက်ကိုချအောင်ပေါ့လက်ကိုချအောင်ရေတုပ်ပါဒါမှမဟုတ်ဆို paper လေးမှာရောင်နေဆုံးကုန်ပါလိမ့်မယ်ဒီလားလေးရပဲနော်ကိုင်းထားလိုက်ပါစစ်လိုက်မယ်ဒီ2စက္ကန့်လောက်ထားရတယ်နော်15စက္ကန့်လောက်ထားလိုက်ရတယ်ဒီပုံလေးနဲ့ပြမယ်နော်အရောင်လေးတေးကြအောင်အဖက်ဖြုတ်လိုက်ပါတယ်အဖက်ဖြုတ်ပြီးတော့ကြီးလိုက်ပါ PH7 မှာရှင် PH7 မှာလက်ပူချင်းပေါက်ချင်းလုံးဝမရှိပါဘူးနော် EBJ ပြီးတော့တိတန့်တမျိုးတွေကတုံးနဲ့တန်တာပဲဆိုဆက်ပြစီလေးပါဒါလေးကတော့ဒီဘက်ကဆက်ပြစီကိုစစ်ထားတာပါဆက်ပြစီတစားရေငါးစားစစ်ထားတယ်ဒါလေးကကြတော့ဒီဇွန်းလေးကကြတော့ဒီဟင်းနဲ့ကကြက်သားစီကိုထည့်ထားတာနော်ကြက်သားစီကိုထည့်ထားတာစစ်ပြမယ်နော်ဒါမှမဟုတ်ဆိုစာရွက်ကြောင်းလို့ပါလို့ဖြစ်မှာဆိုလို့စာရွက်ကဟိုဒီတိုင်းပဲပါပဲဖြစ်မယ်ဆိုလို့စစ်လိုက်ပြီနော်စိန်လိုက်ပြီတူလားဒါစီနော်ဒါစီကိုစစ်ထားတာပါညအဖက်ဖြုတ်ပေးမယ်နော်အဖက်ကမြင်းပါနေလို့ဒါလေးကစီကိုစစ်ထားတာပါနော်ဘယ်လိုပြရမှန်းတော့မသိလင်းရလဲပါနေရောတူးနော်ပေါ်တာတို့ဟိုမှာ5နော်သေးကွေးဘယ်လိုလေးလဲမသိဘူးဒီနှစ်ခုမှတိတ်မသေးကွေးဘူးဖြစ်တူးနော်လုံးဝမတူဘူးမှာရှင်းပြီးမယ်မှာဒါစီဒါကစီကိုစစ်ထားတာဒါကစက်ပြစီကိုစစ်ထားတာဟုတ်ပြီနော်